GMM TV ရဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Jasper အဖွဲ့ဝင်တူဖြစ်သူ John Archen GMM TV ရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ John Archen Aiden ကမတ်လ10ရက်2000ခုနှစ်မှာမွေးဖွားခဲ့တဲ့ထိုင်းသရုပ်ဆောင်အဆိုတော်နဲ့ model တူဖြစ်ပါတယ်။ John ကထိုင်းနိုင်ငံမှာမွေးဖွားခဲ့ပြီးတော့အသက်8နှစ်အရွယ်မှာတူရကီနိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဲဒီမှာ10နှစ်ကြာနေထိုင်ခဲ့ပြီးတော့တူရကီစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်ခဲ့ပါတယ်။အစင်းမြင့်ပညာသင်ယူဖို့အတွက်ထိုင်းနိုင်ငံကိုပြန်လာခဲ့ပြီးတော့လက်ရှိမှာ Bangkok University မှာ Broadcasting and Streaming Media Production ဘာသာရပ်ကိုသင်ယူနေပါတယ်။2021ခုနှစ်ကတည်းက GMM TV နဲ့လက်တွဲခဲ့ပြီးတော့ BL ဇလန်တွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တာကြောင့်ထိုင်းဖျော်ဖြေရေးလောကမှာထင်ရှားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျွန်က2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ Two Months to ဇလန်တွဲမှာ Mind အဖြစ်ကိုပါဝင်ခဲ့ပြီးတော့ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ GMM TV ရဲ့လက်တွဲပြီးတဲ့နောက်ပိုင်းမှာတော့ Natachai Pon Prasad နဲ့အတူ2022ခုနှစ်ထွက်ရှိခဲ့တဲ့ Star in Sky Star in My Mind ဆိုတဲ့ဇလန်တွဲမှာ Cap King အဖြစ်ကိုပါဝင်ခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့သဘာဝကျတဲ့သရုပ်ဆောင်မှုနဲ့အရန်ကို chemistry မိမှုတွေကြောင့် Sky in Your Heart နဲ့ Our Sky 2 ဇလန်တွဲမှာလည်းပြန်လည်တွဲဖက်သရုပ်ဆောင်ခဲ့ကြပါတယ်။ဒီဇလန်တွေရဲ့ OST ဆောင်းတွေဖြစ်ကြတဲ့ My Starline နဲ့ No More Empty Night တို့လည်းထွက်ရှိခဲ့ပါတယ်။2023ခုနှစ်မှာတော့John ကစနပိုင်းပါဝင်တဲ့ romantic comedy ဇလန်တွဲဖြစ်တဲ့ Hidden Agenda မှာ joke အဖြစ်ပါဝင်ခဲ့ပါတယ်။ဒီဇလန်တွဲအတွက် opening theme song ဖြစ်တဲ့ Hidden Agenda ကိုလည်း Dag နဲ့အတူတည်ဆိုခဲ့ပါတယ်။2024ခုနှစ်မှာတော့ BL ဇလန်တွဲနယ်ပယ်မှာသူ့ရဲ့နေရာကိုပုံမခိုင်မာစေခဲ့တဲ့ The Heart Killer ဇလန်တွဲမှာ Feder အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သရုပ်ဆောင်အလုပ်အပြင် John ကသူရဲ့ဂီတအရေးချင်းကိုလည်းပြသခဲ့ပါတယ်။2020ခုနှစ်မှာ Me ဆိုတဲ့ single နဲ့ပွဲဦးထွက်ခဲ့တဲ့ QXU အဖွဲ့ဝင်တူလည်းဖြစ်ခဲ့ပါတယ်။2024ခုနှစ်မှာတော့ John က Jasper ဆိုတဲ့ boy group နဲ့ပရိသတ်ရှိကိုထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Visual နဲ့ပြောရမယ်ဆိုရင် vocal ရာတို့ကိုရယူထားတဲ့ John ရဲ့စင်ပေါ်ကဆွဲဆောင်မှုရှိတဲ့အမှုအရာတွေနဲ့အခဆွမ်းရည်တွေကပရိသတ်တွေကိုညှို့ယူဖန်ဆားနိုင်ခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံး single song ဖြစ်တဲ့ Set District ကထွက်ရှိပြီးချင်းမှာပဲပရိသတ်ရဲ့နားထဲမှာဆွဲထင်သွားခဲ့ပါတယ်။2025မှာတော့ Take It Off ဆိုတဲ့ single ကထပ်မံပြီးတော့ထွက်ရှိလာပါတယ်။ GMM TV ရဲ့ဇလန်တွဲတွေကနေ Jasper ရဲ့အစင်းမြင့်အထိ John ကသူ့ရဲ့ထူးခြားတဲ့အရေးချင်းတွေနဲ့ပရိသတ်ကိုအမြဲတမ်းဆွဲဆောင်နေတဲ့အနုပညာရှင်တစ်ယောက်ဆိုတာကတော့ညင်လို့မရပါဘူး။သူရဲ့နောက်ထပ်ခြေလှမ်းတွေကိုဆက်လက်စောင့်ကြည့်ရင်းနဲ့အားပေးကြပါစို့လားရှင်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။